သူတို့ဘာမကောင်းကြောင်းကိုတဲ့ကျွန်တော်ဒီလမ်းလာပြောနေတဲ့သူတွေကိုမိတ်ဆွေအဖြစ်မယုံရဲဘူးတဲ့သူများမကောင်းကြောင်းကိုလာပြောနေတဲ့သူမိတ်ဆွေအဖြစ်မယုံရဲဘူးတဲ့ဘာဖြစ်လို့လဲဆိုကိုယ်ွယ်ရကြလဲကိုအကြောင်းသူပြောတော့မှာတဲ့လက်တွေ့ကြတယ်နော်သူများမကောင်းကြောင်းတွေကိုလာပြောတယ်မလေးဘသူကဘလို့ဟဲ့ပါညာဟဲ့ပါညာဟာဘယ်ကောင်းတော့ဘလို့ကွာဘာညာပဲဘုံကြီးကဘလို့ကြီးဆိုတတိယာထားတော့ကိုယ်ွယ်ရကိုအကြောင်းသူပြောတော့မှာကိုယ်စီကြတော့သူများမကောင်းကြောင်းလာပြောတယ်သူများစီကြတော့ကိုယ်မကောင်းကြောင်းပြောတော့မှာတဲ့အဲ့လူကိုမိတ်ဆွေစစ်လို့ပုံပြီးတော့ယုံပြီးတော့မြန်မအပ်လိုက်ပါနဲ့နောက်ကျောဓာတ်နဲ့ထိုးပဲဆိုအဲ့ဒါပြောတာလား back bite နောက်ကနေကြိုက်တာမဟုတ်နောက်ကျောဓာတ်နဲ့ထိုးတယ်လို့ပြောတယ်ဟလားဒါကြောင့်လူကအတင်းဖြင့်ပြောလာရင်အတင်းဖြင့်ပြောတာများတယ်လူရဲ့စွမ်းရည်ကျသွားလူတွေရဲ့ယုံကြည်မှုနည်းသွားတယ်တတိထားသူများအတင်းဖြင့်ကိုမပြောလေစွမ်းရည်ကြည်လေပဲဟောဒီလောကနီတီကျမ်းတွေဆိုတယ်လူများမကောင်းကြောင်းနဲ့ပတ်သက်လို့ဆိုရင်အာကြီးလို့နေမပြောတတ်တယ်လို့နေရတယ်သူများမကောင်းကြောင်းတွေကိုလာပြောရင်နားကန်းနေတဲ့သူလိုနေနှလုံးသွင်းမနေနဲ့သူများမကောင်းကြောင်းကိုလာပြောရင်ဘာလို့နားကန်းနေတဲ့သူလိုနေသူများမကောင်းကြောင်းပြောချင်တဲ့ရှိပြီဆိုရင်ဘာလို့အာကြီးလိုနေမပြောတတ်တယ်လို့နေရအဲ့ဒါဆိုရင်အဲ့လူကငြိမ့်နေတာကစွန့်ပြေးနေတာ